ကဘာပေါ်မှာမြက်တောင်အလားဆုံးနဲ့ခြေတံအရှိဆုံးငတ်ကဘသူလဲဆိုတာသင်သိပါသလားအလှတရားမှာတော့သူ့ကိုရှင်းနိုင်တဲ့သူမရှိသလောက်ပါပဲသူ့နာမည်က Secretary Bud လို့ခေါ်တဲ့အတွင်းရေးမှူးငတ်ပါသူ့ခေါင်းနောက်ကအမွေးတွေက16ရာစုကအတွင်းရေးမှူးတွေနားရွက်မှာကလောင်တန်းညှက်ထားသလိုမျိုးခစ်နေလို့ဒီလိုခေါ်တာပါကြီးလိုက်ရင်တော့စူပါမော်ဒယ်တယောက်လိုအရန်လှတာပဲနော်ဒါပေမဲ့သူ့ရဲ့ဒီအလှတရားနောက်မှာကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်သူ့ရဲ့ကန်ချက်တာတင်မြစ်တောင်တစ်ခါခတ်ထားတဲ့တောင်မြန်ပါတယ်သူကိုလေးချင်းရဲ့9စားလောက်ရှိနေအားနဲ့အစိပ်ပြင်းတဲ့မွေဟောက်တွေကိုတောင်အသေးကန်တတ်နိုင်တဲ့ကစ်လာတစ်ကောင်ပါနောက်ထပ်ထူးခြားတာကသူတို့ဟာအပြင်ပန်းမှာကြမ်းတမ်းပြီးမြချစ်ချင်းမြစ်တာမှာတော့အရန်တစ္ဆာရှိကြပါတယ်အဖော်တကောင်နဲ့ပဲတလုံးပေါင်းဖတ်ကြရဲ့အောက်ချင်းငတ်တီလို့အမျိုးအစားတွေပေါ့သူတို့ရဲ့သိပ္ပံအမည်အရာ The Archer of Snakes လို့ခေါ်တဲ့ဒီငတ်တွေဟာအာဖရိကဆဗန်နာရဲ့အလှဆုံးနဲ့အစွမ်းထက်ဆုံးတတဝါတွေပါပဲဒီလိုလှလဲလှတယ်လို့အစွမ်းလဲထက်တဲ့ဒီငတ်အကြောင်းကိုသင်ရောသဘောကျရဲ့လားအခုလိုမျိုးစိတ်ဝင်စားစရာတွေထပ်ကြည့်နိုင်ဖို့ Animal Facts မြန်မာကို follow လုပ်ထားဖို့မမေ့နိုင်အောင်နော်